မင်္ဂလာပါကျွန်တော်တွားရောက်လဲပတ်ထားတဲ့နေရာကတော့တောင်ကိုရီးယားနိုင်ငံဂမ်ဝွန်ပြည်နယ်အိုရဲစန်တောင်အတွင်းမှာရှိတဲ့ဘောချောင်းစာဘုရားကျောင်းပဲဖြစ်ပါတယ်တောင်အတွင်းမှာရှိလို့လေထုကအေးမြပြီးတန့်ရှင်းပါတယ်နွေရာသီမှာအေးမြတယ်ဆောင်းရာသီမှာနှင်းမြူဖုံးပြီးအလှဆုံးဖြစ်တယ်။တောင်းရာသီမှာသိရွက်ရောင်ပြောင်းမှုကြောင့်လမ်းတစ်လျှောက်သဘာဝအလှတွေနဲ့ပြည့်စုံနေတယ်။ခုဟာကတော့ဖျားเจ้าကိုသွားတဲ့အဝင်လမ်းမှာကြီးမားတဲ့တစ်ပင်တန်းကြီးတွေနဲ့လှပနေတာပဲဖြစ်ပါတယ်။ဘောချောင်းစာဖျားเจ้าကိုလူတွေလားလဲတာကခန္ဓာမှုကြောင့်မဟုတ်ပါဘူးတိတ်ဆိတ်မှုနဲ့စိတ်အေးချမ်းမှုကြောင့်ဖြစ်ပါတယ်ဒီဖျားเจ้าကို9ရာစုလောက်ကစတင်တည်ခဲ့တယ်လို့သိရပြီးရာစုနှစ်များအတွင်းပြန်လည်ပြုပြင်တည်ဆောက်မှုတွေလုပ်လာခဲ့ပါတယ်ဒီဖျားเจ้าမှာအထင်ရှားဆုံးအရာကတော့ကြောက်တုံးတွေနဲ့ပြုလုပ်ထားတဲ့ဘုံ6ဆင့်စေတီတော်ပဲဖြစ်ပါတယ်ကိုရီးယားရဲ့ရေးပါတဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်ထိန်းသိမ်းထားတာဖြစ်ပါတယ်ဘောချောင်းစာဖျားเจ้าရဲ့မိန်းဖျားဆောင်အတွင်းမှာတော့ဗုဒ္ဓဆင်းနုတော်ရုပ်ပွားတော်မြတ်ကြီးတည်ရှိပါတယ်တောင်ကိုရီးယားနိုင်ငံကိုလာရောက်လဲပတ်မဲ့ဆိုရင်တဘာဝသမိုင်းအေဂျင့်မှု၃ခုလုံးကိုတနေရာထဲမှာတွေ့ကျင်သူတွေအတွက်ဘောချောင်းစာဘုရားကျောင်းဟာလာတဲ့နေရာတစ်ခုဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်